အားလုံးမင်္ဂလာပါကျွန်တော်တော့ Bin Foundation ရဲ့အစီအစဉ်တင်ဆက်သူမာရီယိုခါပါပင်ပဲဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့စဉ်ပြုလုပ်ရမယ်ဘာသာရေးလုပ်ငန်းစဉ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့အားလုံးသိတဲ့အတိုင်းပါပဲကျွန်တော်တို့ဖျားရှိခုပေးရမှာဖြစ်ပါတယ်ဖျားရှိခုခြင်းဆိုတာဖျားတရားတန်ခါယတနာ၃ပါးတို့ရဲ့ဂုဏ်ကျေးဇူးကိုနှလုံးသွင်းပြီးထိချင်း၅ပါးနဲ့ရိုသေစွာရှိခုပေးရမှာဖြစ်ပါတယ်နံပါတ်2ကျတော့မေတ္တာပို့ခြင်းဖြစ်ပါတယ်မေတ္တာပို့ခြင်းဆိုတာတတ္တဝါအလုံးတွေကိုရည်စူးပြီးတော့ကြီးပွားချမ်းသာစေလိုတဲ့စိတ်ကိုဖြစ်ပေါ်စေပြီးမေတ္တာပို့ခြင်းမေတ္တာပွားခြင်းလုပ်ပေးရမယ့်လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။နံပါတ်3အချက်ကတော့အမျှဝေခြင်းဖြစ်ပါတယ်။ဒီအချက်ကတော့ကျွန်တော်အမြင်အင်မတန်မှအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မြင်အပ်တဲ့ပုဂ္ဂိုလ်မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေမှာကျွန်တော်တို့စီကအမျှတွေအများကြီးလိုအပ်နေတဲ့သူတွေရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကောင်းမှုကုသိုလ်ပြုလုပ်တိုင်းအမျှပေးဝေဖို့မမေ့ဖို့ကျွန်တော်ဒီကနေပြီးတော့တိုက်တွန်းပါရစေအဲ့တော့အမျှဝေပေးခြင်းဆိုတာမိမိပြုလုပ်ခဲ့တဲ့ဒါနကုသိုလ်ဒီလကုသိုလ်ဘာဝနာကုသိုလ်တွေရဲ့အဖို့ဘာခကိုမိမိနဲ့ထပ်တူထပ်မျှရရှိစေရန်အတွက်တတ္တဝါအားလုံးတို့အားအမျှပေးဝေရမှာဖြစ်ပါတယ်နံပါတ်၄အချက်ကတော့အလှူဒါနပြုလုပ်ခြင်းပဲဖြစ်ပါတယ်အလှူဒါနပြုလုပ်တဲ့နေရာမှာကျွန်တော်တို့မြတ်စွာဘုရားပေါ့နော်ဘုရားအစရှိတဲ့အလူကံပုဂ္ဂိုလ်ကနေပြီးတော့ကျွန်တော်တို့စေနာပြတ်ထမ်းပြီးတော့လူတန်းပေးရမှာဖြစ်ပါတယ်မြတ်စွာဘုရားနဲ့တန်ဃာတော်တို့အားစွန့်တော်ကတ်လူခြင်းရေချမ်းကတ်လူခြင်းပဏ္ဏတာကတ်လူခြင်းစီမီကတ်လူခြင်းစွန့်လောင်းခြင်းစတဲ့အလူဒါနမျိုးစုံကိုပြုလုပ်နိုင်ပါတယ်နောက်တစ်ချက်ကတော့သာသနာတော်တည်တံ့ပြန်ပေါ်ရေးအတွက်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်သာသနာတော်တည်တံ့ပြန်ပေါ်ရေးဆောင်ရွက်တဲ့နေရာမှာမိမိကိုယ်၌၎င်းသူတစ်ပါးတတန်၌၎င်းမြတ်စွာဘုရားရဲ့ဆုံးမတော်သာနာတော်တွေကိုတည်တံ့ပြန်ပေါ်အောင်ပြုလုပ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်အဆုံးအမဆိုတာဒုစရိုက်များမဖြစ်ပေါ်အောင်ဆောင်ရွက်ခြင်းဒုစရိုက်တရားများကိုတိုးပွားအောင်ဆောင်ရွက်ခြင်းတို့ပဲဖြစ်ပါတယ်နောက်ပြီးဘာသာရေးအထင်ဖွဲ့များနဲ့အတူပါဝင်ဆောင်ရွက်ခြင်းပရိယတ်တိစာလင်သားများအားထောက်ပံ့ခြင်းပฏิပတ်တိခြေသုံးနေသူများအားထောက်ပံ့ခြင်းဗုဒ္ဓဘာသာစာပေပြန့်ပွားရေးအတွက်ဆောင်ရွက်ပေးခြင်းအိမ်တွင်းသာသနာပြုလုပ်ငန်းများကိုဆောင်ရွက်ခြင်းဒါမှမဟုတ်ရဲရွယ်အတွင်းမှာသာသနာပြုလုပ်ငန်းများတွေကိုဆောင်ရွက်ခြင်းစတဲ့လုပ်ငန်းစဉ်တွေကိုလုပ်ပေးရမှာဖြစ်ပါတယ်အခုကျွန်တော်ဒီလိုဗီဒီယိုတင်တာလဲသာသနာတော်တည်တံ့ပြန့်ပွားရေးအတွက်ဆောင်ရွက်တဲ့အထက်ကအချက်တစ်ချက်ပဲဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့လက္ခဏာရေးသုံးပါးဆင်ခြင်ခြင်းပဲဖြစ်ပါတယ်လက္ခဏာရေးသုံးပါးဆိုတာဘာလဲလက္ခဏာရေးသုံးပါးဆိုတာကတော့ပုဂ္ဂိုလ်တ attva အမြင်တွေကိုကြော်ပြီးတော့ယုံနံအဖြစ်